ရှာခဲ့သည့်ဘဝအခြေအနေများအကြောင်းတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်တွေဟာလူလောကလူသားတွေနဲ့ဆက်ဆက်ပြီးတော့ဟောကြားဆုံးမတာဖြစ်တယ်။မင်္ဂနဲ့လမ်းကြောင်းပေါ်ကိုတင်ပြီးမင်္ဂနဲ့အမြင့်နဲ့အလုံးမှန်ကန်မှုအတွက်မြတ်စွာဘုရားဟာဟောကြားဆုံးမတာဖြစ်လို့လူတွေရဲ့လက်တွေ့ဘဝနဲ့ပတ်သက်ပြီးတော့ဆက်ဆက်နားလည်ကြရမှာဖြစ်တယ်။မြတ်စွာဘုရားတရားတော်တွေကိုနာယူတဲ့အခါမှာပညာရက်တစ်ခုကိုစီးပူးအထုတ်တဲ့အနေနဲ့သို့မဟုတ်ပညာရက်တစ်ခုကိုသင်ယူနေတဲ့အနေအထားမျိုးနဲ့နာယူမှတ်သားတဲ့နဲ့ပေါ့။ဘာသာတရားတစ်ခုကိုကုသိုလ်ရအောင်နာယူရဲဆိုတဲ့အနေအထားပြင်မှာတို့တွေဘဝမှာပညာရက်တစ်ခုကိုသွန်သင်ပြသဆုံးမနေတာဖြစ်လို့ဘဝအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အသိပညာတွေကိုမြတ်စွာဘုရားဟာလမ်းညွှန်မှုပေးတယ်လို့ဒီလိုခံယူချက်နဲ့နာယူကြတာပိဋကတ်3 သွေနိကေ9ပြာဓမ္မခန္ဓာပေါင်း8400ဆိုတာအဲ့ဒီလမ်းမပြားတဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကဟောခဲ့တာဖြစ်ပေမဲ့လို့ယဟန်တန်ဃာတွေကသံဃာနာဆက်ဆက်တင်ပြီးတော့စင်စမပြအောင်ထိမ့်သိမ်းဆောက်ရှောက်ခဲ့ကြလို့ဒီနေ့ထိအောင်မပြောင်းပြတ်အောင်တည်ရှိနေတာဖြစ်တယ်။ဒါအတမထူးခြားတဲ့အချက်တစ်ခုပဲ။အခက်အခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကဟောတဲ့တရားတွေကိုဒီကနေ့ရောက်အောင်သက်ဆောင်လာနိုင်တယ်ဆိုတာအတန်ကြီးမားတဲ့လုံလဝိရိယအမျှော်အမြင်တို့နဲ့ဆောင်ရွက်ခဲ့လို့သာဖြစ်တယ်မျိုးဆက်ပေါင်းမြောက်များစွာကဒီတရားတွေမပြောင်းပြတ်အောင်ထိမ့်သိမ်းလာခဲ့ကြရတာဖြစ်တယ်မြတ်စွာဘုရားဟောတဲ့အချိန်တုန်းကတော့နှုတ်တော်ကထွက်ပြီးတော့ဟောတာပဲဖြစ်တယ်ဟောပြောချက်လို့အဲ့ဒီဟောပြောချက်ကိုရှေးခေတ်ကအတန်သွင်းထားတဲ့စနစ်လည်းမရှိသေးသည့်အတွက်ကြောင့်အတန်သွင်းတဲ့စနစ်နဲ့မှတ်တမ်းတင်တာလည်းမဖြစ်နိုင်ဘူး။ဘာနဲ့မှတ်တမ်းတင်ကြတော့ဆိုနာယူမှတ်သားတဲ့ပုဂ္ဂိုလ်တွေကတတိတမာတိပညာကြီးမားစွာဖြင့်မြတ်စွာဘုရားဟောတဲ့တရားတွေကိုတတိနဲ့ပညာနဲ့ဒီနှစ်ခုနဲ့မှတ်သားနားလည်ခဲ့တယ်လို့ဒီလိုမှတ်ရမယ်။အဲ့ခေတ်ကလူတွေရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအားအမတမကြီးမားတယ်လို့ပြောဒီကနေ့ခေတ်မှာတော့သူတို့ခေတ်ကလို့စိတ်စွမ်းအားတွေကိုမမိကြတော့ဘူး။ဘာကြောင့်လို့ဆိုရင်ဒီနေ့ခေတ်ကတော့ရုပ်ပိုင်းဆိုင်ရာနည်းပညာပိုင်းတွေကတိုးတက်လာတဲ့အတွက်ကြောင့်လူတွေဟာအကူအညီပေါင်းများစွာနဲ့မှတ်မိအောင်ကြိုးစားလာကြတယ်။ရှေးခေတ်ကတော့အဲ့လိုမဟုတ်ဘူး။မိမိရဲ့တဏ္ဍာမှာရှိတဲ့တတိစွမ်းအားပညာစွမ်းအားနဲ့မှတ်ရဘုရားဟောတဲ့စကားလုံးလေးတွေကိုမှတ်မိဖို့ရာတတိနဲ့ပညာဆိုတဲ့ဒီစွမ်းရည်နှစ်ခုဘုန်းကြီးတို့တွေလည်းတတိနဲ့ပညာရှိကြတယ်အဲ့ဒီရှိတဲ့တတိပညာဟာစွမ်းအားရောနေနေတယ်ဆိုလို့ရှိရင်မှတ်နိုင်ဖို့ရာအမှန်တမ်းခက်ခဲလိမ့်ခက်ခဲတယ်ပေါ့လူလည်းတူနဲ့တူမတူဘူးတတိကောင်းတယ်ပညာထက်မြက်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကပို့ပြီးတော့မှတ်နိုင်တယ်မှတ်ဉာဏ်လို့လည်းပြောကြတယ်ပေါ့နော်အဲ့တော့စာပေကျမ်းကမှဆိုထားတာလေးတစ်ခုကိုမှတ်သားပြီးတော့ကြည့်ရအောင်ပညာပုပ္ပင်ကမာယတတိယပိစနဒါရဏသမထတာတဲ့ဒါပါဠိလိုရေးထားတော့ပမာလိုပြောမယ်ဆိုလို့ရှိရင်ပညာဥဆောင်တဲ့တတိနဲ့စကလုံးတွေကိုမှတ်သားနိုင်ပါတယ်ဆိုတော့မှတ်တာကတတိနဲ့ပတ်သက်တယ်ပေါ့နော်တတိကောင်းတဲ့ရှေးခေတ်ကလူတွေတခါပြောတာမှတ်ပြီခုခေတ်လည်းပဲတတိကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ
တလုံးမကြံပြန်ပြောနိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ထူးခြားတဲ့တတိရှိတဲ့ပုဂ္ဂိုလ်တွေအဲ့တော့တတိကြားလိုက်တာနဲ့သူတို့ဟာမှတ်နိုင်တဲ့အနေအထားမျိုးရှိတယ်အဲ့တော့ပညာပုပ္ပင်ကမာယတတိယာဆိုပညာရှိသွားရှိတဲ့တတိနဲ့စကလုံးတွေကိုမှတ်မိတယ်အဲ့ဒါလိုပဲတတိပုပ္ပင်ကမာယပညာယအထဝါဘောရဏသမထတာတတိဥဆောင်တဲ့ပညာနဲ့ကြတော့အဲ့ဒီစကလုံးတွေရဲ့လက်ထိပ်ပဲကိုသိနိုင်စွမ်းရှိတယ်ဆိုလိုတာကမှတ်တာကတတိသိတာကပညာဒီနှစ်ခုပူးပေါင်းပြီးတော့လှုပ်လှုပ်တယ်လို့မှတ်ရမှာဖြစ်တယ်ဘုန်းကြီးတို့တွေအကြောင်းအရာတစ်ခုကိုမှတ်မိပြီဆိုရင်တတိနဲ့ပညာနှစ်ခုပေါင်းစပ်တာအကြောင်းအရာတစ်ခုကိုမှတ်မိတယ်နားလည်တယ်ဆိုရင်တတိနဲ့ပညာဒီနှစ်ခုကလှုပ်လှုပ်တယ်လို့ဒီလိုမှတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါနှစ်ခုကအမှန်တမ်းအရေးကြီးတယ်လို့ပြောရမှာအဲ့နှစ်ခုကနိုင်ငံခြားလာတဲ့ပစ္စည်းလည်းမဟုတ်ဘူးသူများထုတ်လုပ်တဲ့ပစ္စည်းလည်းမဟုတ်ဘူးလူတိုင်းမှာရှိတယ်ရှိတာကိုစနစ်တကျတတိကောင်းအောင်လေ့ကျင့်တယ်အသိပညာထက်မြက်အောင်လေ့ကျင့်ခြင်းအပြင်ဒီစွမ်းရည်တွေထက်မြက်လာနိုင်တယ်ပေါ့နော်ထက်မြက်လာတတိကောင်းအောင်လေ့ကျင့်တဲ့နည်းတွေကိုမဟာတတိပဋ္ဌာန်သုတ်မှာတတိတမ္ပစညပပဆိုပြီးတော့မြတ်စွာဘုရားအခန်းတစ်ခုဟောထားရှိတယ်လူရဲ့လှုပ်ရှားသွားလာမှုတွေအလုံးကိုအမြဲတမ်းတတိထားဖို့အသိပညာနဲ့ဆင်ခြင်စဉ်းစားဖို့ဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ဒါတွေတော့ဒီကနေ့ခေတ်မှာတော့တတိတမ္ပစညာလို့ဆိုလိုက်ရင်တရားထုတ်တဲ့ပုဂ္ဂိုလ်တွေပဲလောက်ရမယ်လို့သူတို့ထင်နေကြတာမဟုတ်ဘူးကိုယ့်ရဲ့နေ့စဉ်ဘဝမှာသွာလာလှုပ်ရှားနေတဲ့အချိန်မှာတတိနဲ့တမ္ပစညာဒီနှစ်ခုကပူးတွဲပြီးတော့လှုပ်ဆောင်တဲ့လေ့ကျင့်ခန်းတစ်ခုလုပ်နေရမှာကိုယ်မှာအသက်ရှင်နေသမျှထွက်သက်ဝင်သက်ရှိနေသမျှဒါလေ့ကျင့်လို့ရတယ်နော်တရားထိုင်မှဒီလိုလောရတာတော့မဟုတ်ဘူးအဲ့တော့တတိကောင်းလေ့ကျင့်ကိုလေ့ကျင့်နေဆိုတာဘာလေးလှုပ်လိုက်ဥပမာမဲ့ကိုဝတ်တဲ့အဝတ်လေးကိုပြင်ဆင်ပြီးတော့ဝတ်တဲ့အချိန်လေးမှတောင်းပါပဲကိုဘာလုပ်နေတယ်ဆိုတာတတိထားတယ်ဘာလုပ်သင့်တယ်ဆိုတာကိုသိတယ်ထမင်းစားနေတဲ့အချိန်အစာအာဟာရစားနေတဲ့အချိန်မှာလည်းဘာလုပ်နေတယ်ဆိုတာကိုတတိထားတယ်ဘာလုပ်သင့်တယ်ဘာစားသင့်တယ်ဆိုတာကိုသိတာအဲ့ဒီလေ့ကျင့်ခန်းလေးလုပ်ပြရမှာအဲ့ဒါတကယ်လက်တွေ့လုပ်လို့ရှိရင်တော့လက်တွေ့အကျိုးရမှာတတိနဲ့ပညာနှစ်ခုထက်မြက်လာအောင်လေ့ကျင့်ပေးရမှာသူ့ဘသူတော့ထက်မြက်လာတာမရှိဘူးဘဝကအခြေအနေကောင်းလာတဲ့ပုဂ္ဂိုလ်တွေကြတော့သူများနဲ့တတိကောင်းတယ်သူများနဲ့ပညာထက်တယ်ဆိုတော့အခြေခံအားဖြင့်ကတော့ရှိနိုင်ပါတယ်သို့တော်လည်းလူတိုင်းဟာကိုယ်မှရှိတဲ့တတိကိုယ်မှရှိတဲ့ပညာရက်တွေကိုအစွမ်းရည်ထက်အောင်လေ့ကျင့်ပေးလို့ရတယ်အဲ့ဒါကိုပဲမဟာတတိပဋ္ဌာန်သုတ်မှာတတိတမ္ပစညာပပဆိုခေါ်တာအချက်9ချက်ပဲချက်9ချက်ဆိုတာတော့ခန္ဓာကိုယ်ရှေ့ရွှေ့တာနောက်ရွှေ့တာနောက်ပြီးတော့လက်ကွေးတာခြေဆန့်တာကွေးတာဆန့်တာလှုပ်တာအဝတ်အစားပြင်ဆင်ဝတ်တာပကံခွဲရောက်ကိုင်တာစားတာတောက်တာကြည်တာရှုတာစကားပြောတာတိတ်နေတာနောက်ဆုံးအိတ်တာတက်တာအစပြီးတော့ဘယ်ရာမှတတိမလွတ်စေပဲနဲ့ကိုလို့တဲ့အလုပ်နဲ့စဉ်းစားတွေးခေါ်မှုဟာအမြဲတမ်းတွဲဖက်ပြီးတော့လူဆိုတာကိုယ့်ကိုစဉ်းစားကြည့်လူကတော့ထိုင်နေတယ်စိတ်ကတွေးကြံတွေးနေတယ်ထိုင်နေတာမသိဘူးလူကတော့အိတ်နေတယ်အိတ်နေမှမသိဘူးကိုကတွေးတာတွေရှောက်တွေးလူကတော့လမ်းလျှောက်နေတယ်ထိုင်ဘက်ကိုကလမ်းလျှောက်နေတာမဟုတ်ဘူးကိုယ်စိတ်ကတခြားရောက်နေအဲ့တော့ဘာနဲ့တူလို့ဆိုရင်အိမ်ငကားဖွင့်ပြီးတော့လူကလျှောက်လဲနာနဲ့တူတယ်ပေါ့ခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးကတော့တခုလုံနေတာပဲသူကသူ automatic လို့လုံနေရတယ်ဒီစိတ်ကတော့အဲ့ဒီမှာမရှိဘဲနဲ့တခြားရောက်နေတယ်ဆိုတဲ့အနေအထားမျိုးတွေကိုတခြားကိုယ်ကိုစဉ်းစားကြည့်နော်မြတ်စွာဘုရားတရားတော်တွေကလက်တွေ့လှုပ်ဆောင်အောင်မှာဖြစ်တယ်ကိုယ့်ကိုပြန်စဉ်းစားကြည့်ရမယ်ပြန်စဉ်းစားကြည့်လို့ရှိရင်အဖြေထုတ်လာနိုင်တယ်ငါတတိဘလောက်မေ့နေတယ်လဲဆိုတာနော်mindfulness လေ့ကျင့်ခန်းဆိုတာအဲ့ဒါပြောတာအဓိက
mindfulness လေ့ကျင့် mindfulness ကအားနည်းနေကြအဲ့ဒီအားနည်းနေတာလေးကိုဖြည့်ပေးမယ်ဆိုရင်လူတိုင်းဟာတိုးတက်မှုတွေရှိလာနိုင်တယ်ပေါ့နော်အဲကြောင့်အဲ့ဒီနှစ်ခုလေးကိုခူးဆိုင်ပြီးတော့လေ့လာအထောက်ခြင်းအဲ့မြတ်စွာဘုရားတရားတော်ဟာဘဝမှာကောင်းကျိုးချမ်းသာတွေကိုသယ်ဆောင်ပေးနိုင်တဲ့လေ့ကျင့်ခန်းနေတာလည်းဖြစ်တယ်အခုလူတွေလုပ်ကြပါတယ်ဗာလေ့ကျင့်ခန်းတော့ဆို physical exercise ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ကြတယ်ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ရင်ကျန်းမာတဲ့ဆိုတာလက်ခံကြတယ်အဲ့ဒါလိုပဲ mental exercise လေးလုပ်ကြည့်ပါ mental exercise လုပ်ကြည့်လို့ရှိရင်စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာဒါသိချတယ်နော်တော့မြတ်စွာဘုရားတရားတော်ကလက်တွေ့ကျင့်သုံးရတဲ့တရားတွေဖြစ်လို့တရားနာတဲ့အခါမှာငါတို့ဘာလို့ရမလဲဘာလို့သိနေဆိုတဲ့ဒီအသိဉာဏ်ရဖို့ ਨੇ ကိုယ်တဏ္ဍာမှာလိုအပ်ချက်တွေကိုဖြစ်ဆွနိုင်ဖို့ပညာရတစ်ခုကိုသင်တဲ့အနေနဲ့တရားနာသင်တယ်ပေါ့နော်ပညာအဲ့တော့အခုဒါနဲ့ပတ်သက်ပြီးတော့မှတ်လိုက်ရမယ့်အချက်ကပါတော့တတိနဲ့ပညာဥဆောင်တဲ့တတိကစကလုံးတွေကိုမှတ်မိတယ်မှတ်နိုင်တာပညာဥဆောင်တဲ့တတိပညာဥဆောင်တဲ့တတိဆိုတာပညာပါတဲ့တတိလို့ဆိုလို့တယ်ဒီတတိနဲ့ပညာနှစ်ခုကပေါင်းစပ်ထားတာသူ့လို့ကြတာတော့ပညာကမမှတ်နိုင်ဘူးမှတ်နိုင်တာကတတိကမှတ်တာသိတာကတတိကမသိနိုင်ဘူးပညာကသာသိတာအဲ့ဒါလေးကိုရှင်းလေးနားလည်ခြင်းလို့ရှိရင်ကိုယ့်ကိုစဉ်းစားကြည့်လိုက်လေမျက်စိကမြင်ယုံတာမြင်တာမကြားနိုင်ဘူးကြားတာကနားကြားတဲ့အလုပ်ကနားလုပ်တာမြင်တဲ့အလုပ်ကမျက်စိကလုပ်တာအဲ့ဒါလိုပဲလူရဲ့တဏ္ဍာထဲမှာတတိနဲ့ပညာဆိုတဲ့ဒီစိတ်ပိုင်းဆိုင်ရာအရေးချင်းနှစ်ရာတတိကမှတ်ယုံမှတ်နိုင်တယ်မသိနိုင်ဘူးပညာကတတိမှတ်ပေးတာကိုသိနိုင်တယ်သူကမမှတ်နိုင်ဘူးဟောနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့မှတ်မိတယ်သိတယ်ဆိုဖြစ်သွားအလုံးဟာပေါင်းစပ်ပြီးတော့နေကြတာဆိုတာကိုတတိထားဖို့ပေါ့နော်အဲ့တော့ဒီနေ့နာယူမှတ်သားရမယ့်တုတ်တန်လေးတစ်ခုကိုမြန်မာလူခေါင်းစီပေးလိုက်တာရှာခဲသည့်ဘဝအခြေအနေများနော်ရှာခဲသည့်ဘဝအခြေအနေများဘဝအခြေအနေတွေဆိုတာဘာတွေလဲဘုန်းကြီးတို့တွေဘဝရထားကြတယ်တယောက်နဲ့တယောက်အခြေအနေတွေတူလားဆိုမတူဘူးနော်ဘဝအခြေအနေကိုရတဲ့ဘဝအခြေအနေတချို့ကအလောက်ကိုင်းအဆင်ပြေတယ်တချို့ကအလောက်ကိုင်းမဆင်ပြေဘူးတချို့ကအလောက်ကိုင်းရှိတယ်တချို့ကအလောက်ကိုင်းတော့မရှိဘူးတချို့ကစာဝတ်နေပြည့်စုံတယ်တချို့ကစာဝတ်နေမပြည့်စုံအမျိုးစုံပဲပေါ့ဘဝအခြေအနေတွေကမတူကြတဲ့ဘဝအခြေအနေတွေရှိတယ်ဒါသိချာကိုယ်စဉ်းစားကြည့်မတူညီတဲ့ဘဝအခြေအနေတွေရှိနေကြတယ်အဲ့တော့အလုံးကိုမတူညီတဲ့ဘဝအခြေအနေတွေထဲမှာရခဲတယ်လူတိုင်းကလည်းလိုချင်တယ်သို့တော့အမှန်တမ်းရခဲတယ်နှစ်သက်ဖွယ်လည်းကောင်းတယ်အဲ့ဒီဘဝအခြေအနေတွေကိုမြတ်စွာဘုရားကရှာခဲ့တဲ့ဘဝအခြေအနေ၅မျိုးဆိုပြီးတော့ခွဲဟောထားတယ်နော်အလုံးဒီလူတိုင်းရဲ့ဘဝမှာဒါလိုအပ်ချက်တွေလို့တို့မှတ်သားနားလည်ရမှာပဲမြတ်စွာဘုရားဟောထားတဲ့ဒီသုတ်တံမှာတော့ဘဝအခြေအနေ၅ရပ်ကိုဖော်ပြထားတယ်ရှာခဲ့တဲ့ဘဝအခြေအနေ၅ရပ်အဲ့တော့ကိုယ်ဘဝနဲ့ကိုယ်ဆက်ပြီးတော့ကြည်ပြီးအဲ့ရခဲ့တဲ့ဘဝအခြေအနေ၅ရပ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတဲ့သုတ်တံလေးဟာလူတွေကိုအသိပညာတစ်ခုပေးတဲ့သုတ်တံလေးတစ်ခုဖြစ်တယ်အဲ့တော့ဒီသုတ်တံလေးဖြစ်ပေါ်လာပုံလေးကိုပြောအောင်မြတ်စွာဘုရားကဝါရော20ပထမဝါတစ်ကနေပြီးတော့ဝါရော20ဆိုလို့ရှိရင်ဟိုဒီမှာလဲပြီးသတင်းသုံးတယ်ဝါရော21ဝါမြောက်ကနေစပြီးတော့ဝါတွင်းကာလမှာဆိုရင်တာဝတိမြို့မှာနေတာများတယ်တာဝတိမြို့မှာကြီးပဲသတင်းသုံးတဲ့ဟွာတွေပေါ့ဘာကြောင့်လို့ဆိုရင်တာဝတိကတကားတွေကမြတ်စွာဘုရားပေါ်မှာအလွန်ကျေးဇူးများကြတယ်တန်ဃာတွေကိုဂရုစိုက်တဲ့ကျေးဇူးများတယ်အဲ့တော့မြတ်စွာဘုရားကဓာတွေကိုတာယာလို့တာဝတိမှာနေတာလားဆိုတော့ဒီလိုတော့မဟုတ်ကျေးဇူးများတဲ့ပုဂ္ဂိုလ်တွေရှိလို့
ကျေးဇူးရှိရင်ကျေးဇူးတုံ့ဆက်တယ်ဆိုတာသူတော်ကောင်းတွေရဲ့အလေးထားပဲဒါကတော့အဲ့တော့မြတ်စွာဘုရားက25ဝါနောက်ပိုင်း25ဝါ45ဝါထဲမှာနောက်ပိုင်း25ဝါတာဝတိမှာအနေများတယ်တာဝတိမှာအလုံးသိကြတဲ့အတိုင်းကျောင်းတိုက်ကြီး2တိုက်ထင်ထင်ရှားတဲ့ကျောင်းတိုက်ကြီးက2တိုက်ရှိတယ်သို့တော့2တိုက်တော့မကဘူးပေါ့နော်မကပေမဲ့လို့ထင်ရှားတဲ့ကျောင်းတိုက်ကြီး2ခုကတာဝတိမြို့တောင်အနောက်တောင်တော့မှာရှိတဲ့စေရွန်ကျောင်းနဲ့တာဝတိမြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ပုပ္ဖာယုံဆိုပြီးကျောင်းတိုက်ကြီး2တိုက်ရှိတယ်အဲ့တော့အရှိမှရှိတဲ့ကျောင်းတိုက်ကဝိသခာရဲ့ဝိသခာလှူဒန်းထားတဲ့ကျောင်းတိုက်ပေါ့အနောက်မှာရှိတဲ့တောင်အနောက်တောင်ဘက်မှာရှိတဲ့ကျောင်းကတော့အနာရဝိန္ဒြေကြီးလှူထားတဲ့စေတော်ကျောင်းတိုက်ကြီးပဲဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကသူတို့နှစ်ဦးကသာသနာတော်ကိုထောက်ပံ့တဲ့နေရာမှာသူများနဲ့မတူဘူးသူများတဲ့ပို့ပြီးတော့သံဃာတွေကိုထောက်ပံ့တယ်ဒါကြောင့်မလို့မြတ်စွာဘုရားကသူတို့ရဲ့ခြေစွတွေကိုအတိမတ်ပြုတဲ့အနေနဲ့နောက်ပိုင်းမှာအဲ့ဒီမှာနေတာများတယ်နေတာများတယ်ဝိသခါတို့အနာတို့အိမ်တို့ဆိုတာကျောင်းကိုတနေ့2ခေါက်ပုံမှန်ရောက်တယ်အိမ်မှာလည်းပဲတိမ်မှာတန်ခါ2000အတွက်နေရာခင်းထားတယ်အများတာတန်ခါ2000အတွက်အစားအစာနဲ့နေရာခင်းကျင်းထားတယ်သူတို့စဉ်းနေအဲ့ဒီမဲ့နေ့စဉ်နဲ့သူတို့လုပ်နေတဲ့အလုပ်တွေကဒီလုပ်တွေပဲလူမှုတမ်းမှုအလုပ်တွေနဲ့ပဲသူတို့ချိန်ကုန်တယ်စီးပွားရေးမရှာဘူးလားဆိုရှားပါတယ်သူတို့လည်းစီးပွားရေးလည်းလုပ်တယ်သို့သောအလေးပေးပြီးလုပ်တာအဲ့ဒီနှစ်ခုဒီထက်မဲ့အနာရဘိန်တထေးဆိုတာငါကလည်းစိတ်ထားကောင်းတယ်စိတ်တက်ပျော့ပြောင်းတယ်သူကသူရဲ့နာမည်အင်ကတော့သူတ္တတလို့ခေါ်တယ်သူရဲ့နာမည်ရင်းကသူထက်တာသူမှညီတယောက်လည်းရှိတယ်အဲ့ဒီညီရဲ့နာမည်ကတော့သူဖူတီလို့ခေါ်တယ်သူဖူတီကစေရွန်ကျောင်းကြီးတဲ့ချတဲ့ပွဲမှာသင်္ကန်းဝတ်သွားတယ်သင်္ကန်းဝတ်သွားတယ်သူထက်တာကတော့အနာရဘိန်ဆိုတဲ့ပွဲနဲ့ပဲရှားသက်ပံသာသနာတော်ကိုထောက်ပံ့ပြီးတော့စေရွန်ကျောင်းကြီးကိုတိဆောက်ပြီးတန်ဃာတွေရဲ့အကျိုးပြုသွားတဲ့ပုဂ္ဂိုလ်ပေါ့အဲ့တော့ဘုရားစီရောက်တိုင်းသူကမြတ်စွာဘုရားပေါ်မှာတန်ရုံးစဉ်အမြဲတမ်းကြီးတယ်သူကသောတပန်မဲ့ရှိသေးတာတန်ရုံးစဉ်တော်ကြီးတော့မြတ်စွာဘုရားသူလာလို့သူ့ကိုတရားဟောရမယ်ဆိုရင်သူကပင်မမှာတအားဆိုးတယ်စိုးသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုဘယ်တော့မှမေးခွန်းတွေပဲမေးလိမရှိဘူးတဲ့အမြဲတမ်းနဲတယ်ဒါပေမဲ့တစ်ခါတလေသုတ်တန်လေးတွေတစ်ခုတလေတော့ရှိပါတယ်သူမေးတဲ့မေးခွန်းတွေစာထဲမှာတော့မေးခွန်းမေးတာအမှန်တမ်းနဲတယ်ပေါ့နော်ကြောင်းနေတိုင်းလာတာနဲ့စာလို့ရှိရင်မြတ်စွာဘုရားကိုမေးခွန်းမေးတာအမှန်တမ်းနဲတယ်သို့တော့မြတ်စွာဘုရားကအနာရဝိန္ဒထေတို့ဝိသခာတို့လာလို့ရှိရင်ကျောင်းသံဃာတွေပေါ်မှာအလွန်ကျေးဇူးများတဲ့တရားတွေဖြစ်သည့်အတွက်ကြောင့်ရောက်လာရင်တော့တရားတစ်ပုဒ်တော့မြတ်စွာဘုရားကဟောလိုက်တာကြီးပဲလို့စာထဲမှာဓမ္မပဒအထက်ကရာမှာဒီလိုမှတ်တမ်းတင်ထားတာရှိအဲ့ဒီမဲ့အခုဒီကနေ့ဟောမဲ့ရှားခဲ့သည့်ဘဝအခက်အခြေအနေများဆိုတာအဲ့နာရဘိန်တတိကိုဟောတဲ့သုတ်တန်တွေကသုတ်တန်တွေတစ်ခုပဲသူကလူမှုရေးနဲ့ပတ်သက်ပြီးတော့ဆက်ဆက်မှုရှိတယ်ဒါကြောင့်မို့လောကမှာလူတွေဟာရှားခဲ့တဲ့ဘဝအခြေအနေတွေအဲ့ဒါမှလူတိုင်းလည်းရချင်တယ်မျက်နှိုးတယ်နှစ်သက်ဖွယ်လည်းကောင်းတယ်အဲ့ဒီလူတိုင်းမျက်နှိုးပြီးနှစ်သက်စရာကောင်းတဲ့ရချင်တဲ့ဘဝအခြေအနေတွေဟာလူတိုင်းရသလားဆိုမရဘူးဒါကြောင့်မို့ရခဲ့တဲ့ဘဝအခြေအနေ၅မျိုးဆိုပြီးတော့ဒီသုတ်တံမှာမြတ်စွာဘုရားကအနာရဝိတထေကြီးကိုဟောတဲ့တရားလေးဒါရိုးရိုးရှင်းရှင်းလေးဟောတဲ့တရားတရားကိုစလိုက်တဲ့အခါမှာလောကမှာတဲ့အလွန်နှစ်သက်စရာကောင်းတယ်လူချင်စရာလည်းကောင်းတယ်မျက်နှိုးစရာလည်းကောင်းတယ်ဒါပေမဲ့လို့ရှားခဲ့တဲ့ဘဝအခြေအနေဆိုတာ၅မျိုးရှိတယ်တို့
နာရဝိတ္တထေယုဒီခေါင်းစည်းလေးနဲ့ဟောလိုက်တာအဲ့ဒီ5မျိုးကိုမမိအောင်ခု5မျိုးကိုပထမအကြမ်းမြင်ပြောအောင်နံပါတ်1ကပါတော့ဆိုရင်လူဖြစ်လာလို့ရှိရင်လူတိုင်းဟာအသက်ကိုတမိုးထားလာကြနော်အသက်ရှိခြင်းညတယ်အသက်ရှင်ခြင်းနဲ့ရှိခြင်းနဲ့လူတွေဟာတရားမှကြောက်တယ်သက်ရှင်တာကိုတမိုးထားတယ်သို့တော့တမိုးထားရင်ပဲလူတွေကဘဝတစ်ခုဆုံးသက်သွားကြတယ်သစ္ဆုံးခြင်းဆိုတာဖြစ်သွားတယ်အဲ့ဒီလူလောကမှာလူတွေမျက်နှိုးတဲ့အရာပါတော့လို့ဆိုလို့ရှိရင်အသက်ရှင်မှုပဲနော်ဒါရသိချပါဘူးလူတိုင်းဟာအသက်ရှင်မှုမျက်နှိုးတယ်သို့တော့လူတိုင်းရလားဆိုမရဘူးငယ်ငယ်နဲ့တည်သွားတဲ့လူတွေရှိတယ်မအိုးခင်တည်သွားတဲ့လူတွေရှိတယ်မျိုးစုံရှိတယ်ပေါ့ကိုလိုချင်တဲ့အတိုင်းတော့မရကြဘူးပေါ့သို့တော့လူတိုင်းကြိုက်တယ်အဲ့ဒီအသက်ဆိုတာအသက်ရှင်မှုဆိုတာလေးကလူတိုင်းကြိုက်ပြီးတော့ရခဲ့တဲ့ဘဝအခြေအနေလေးတစ်ခုပဲတဲ့နောက်တစ်ခုကတော့ပါဠိလိုဝဏလို့ဝဏဆိုတာအစင်းလှတယ်လို့ပြန်ကြတယ်သို့တော့တကယ်တော့အသားရည်စွပြေမှုလို့ဆိုလို့ဘဝဟာကိုရလာတဲ့အသားဖြူရမဲတာနဲ့မဆိုင်ဘူးကျမ်းမာပြီးတော့ရှိတဲ့အသားရောင်ကိုဆိုလို့တယ်ပေါ့နော်အာဖရိကလူတွေပဲဖြူလိုက်မလို့ဥရောပလူတွေကြတော့လဲမဲခြင်းလို့ပဲရအောင်သူကလည်းသူအသားရောင်ဆိုတာရှိတယ်ယမလူမျိုးတွေကြတော့လဲအဝါရောင်လေးပေါ့အဲ့လိုအသားဖြူတာရဲ့အသားနဲ့တာရဲ့အသားဝါရရဲ့၃မျိုးရှိတယ်ထင်ပဲကိုရှိတဲ့ဒီ skin color ပေါ့လူတွေရဲ့အယောင်အတိုင်းပဲကျမ်းမာတဲ့အသားအယောင်စူပြေးတဲ့တောက်ပြောင်နေဆိုတဲ့အနေအထားတစ်ခုဟာလည်းပဲလူတိုင်းပဲရှားထားတဲ့ဘဝမှာစူပြေးအသားအယောင်စူပြေးနဲ့ကျမ်းမာအနေအထားမျိုးဟာလူတိုင်းဖြစ်ချင်ကြမဖြစ်လို့ရှိရင်လည်းမိတ်ကလိုင်းပြီးတော့ပြောင်းကြတယ်ပေါ့မျိုးစုံပေါ့မဖြစ်တာဖြစ်အောင်လုပ်ကြတယ်ခုခေတ်မှာဆိုရင်တော့ပို့ပြီးတော့နီးတွေကလုပ်နေကြအဲ့ဒီအသားရောင်စုပြေမှုဆိုတာကိုဟာလည်းပဲလူတွေကကြိုက်ကြတယ်နှစ်သက်ကြတယ်မျက်နှိုးကြတယ်ဒါပေမဲ့လူတိုင်းရောက်လာရလားဆိုမရဘူးတချို့ကြတော့အဝလွန်သွားတဲ့အခါရုပ်ပြည့်ဆွေးမြေ့ဖြစ်သွားတယ်အပိန်လွန်သွားတဲ့ပြန်လည်းရုပ်ပြည့်ဆွေးမြေ့ဖြစ်တယ်အသားရောင်ကမစိုးပြေဘဲနဲ့မွဲချောင်းနေနဲ့ရုပ်ပြည့်ဆွေးမြေ့ဖြစ်ပြန်တယ်အဲ့တော့လူတိုင်းဟာကိုလိုချင်တဲ့အသားရည်စိုးပြေမှုကိုရနိုင်လားဆိုမရနိုင်ဘူးတရားမှုရခဲ့တယ်လူတိုင်းချိတ်တယ်အဲ့ဒါဒုတိယကတော့အသားရည်စိုးပြေခြင်းလို့ဆိုလိုတယ်ပေါ့နော်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုကိုချမ်းသာတဲ့စိတ်ချမ်းသာတယ်ဆိုတာ happiness ကိုပြောတာဘဝမှာခန္ဓာကိုယ်နေရလည်းပဲနေထိုင်လို့ကောင်းတယ်စိတ်ကလည်းပဲပျော့ရွှင်တယ်အဲ့ဒီကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းဆိုတဲ့ဒုက္ခဟာလည်းပဲလူတိုင်းလိုချင်ကြတယ်ဒါကြောင့်သို့တော်လည်းလူတိုင်းဟာရလာလို့ဆိုလူတိုင်းဟာစိတ်ချမ်းသာမှုတွေဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေလည်းများစွာရှိတယ်ကိုယ်ကာယပိုင်းဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေလည်းများစွာရှိတယ်အဲ့တော့ဒါလည်းပဲပြောတော့လူတိုင်းမရနိုင်ကြဘူးပေါ့နော်တခုတော့အခက်ခဲတွေ့တာချမ်းသာတယ်ဆိုတာပတ်စံရှိရင်ချမ်းသာတယ်လို့လူတွေကထင်ကြတယ်တကယ်တော့ပတ်စံရှိုံနဲ့မချမ်းသာပတ်စံရှိပြီးဆင်းရဲနေတဲ့လူတွေအများကြီးရှိတယ်နော်ပတ်စံရှိပြီးဆင်းရဲကြအဲ့တော့ချမ်းသာတယ်ဆိုတာကတခြားပဲရှိလို့ချမ်းသာတာကတစ်မျိုးအဋ္ဌိဒုက္ခလို့ခေါ်တယ်နောက်တစ်ခုကကိုသုံးညနာလေးသုံးနေရလို့ရှိရင်လည်းသုံးဆွဲရလို့ချမ်းသာတဲ့အသုံးပြုချမ်းသာလေးရတစ်ခုရှိတယ်နောက်တစ်ခုကတော့ကျွေးတွေပါတွေမရှိလို့စိတ်ထဲမှာဒီပူပန်စရာမရှိလို့ချမ်းသာတာလေချမ်းသာတာပဲအခုခေတ်တော့
ချမ်းသာမှုတွေကလည်းမျိုးစုံဆင်းရဲမှုတွေကလည်းမျိုးစုံပဲမျိုးစုံပဲအလောက်ကိုင်းမရှိလို့စိတ်ဆင်းရဲတာတို့အလောက်ပြုတ်လို့စိတ်ဆင်းရဲတာတို့ကိုလို့ရှင်တဲ့အလောက်မရလို့စိတ်ဆင်းရဲတာတို့ခုခေတ်အများကြီးပဲရှိမှာပေါ့တော့ကိုရကျင်တာလေးရနေလို့ချမ်းသာတာလည်းရှိတာနောက်ဆုံးမှာတော့ဘဝမှာဘာအပြစ်မှမလုပ်လို့အပြစ်ကင်းတဲ့ချမ်းသာဟာဒါအကောင်းဆုံးပဲလို့ဒီလိုချမ်းသာဒုက္ခမျိုးတွေဆိုတာလဲရှားတယ်တချို့ကျတော့ပတ်စံတော့ရှိတယ်အပြစ်တွေရှိနေတော့စိတ်ဆင်းရဲနေအဲ့လိုဝိကျေတနာပြည့်စုံတော့လဲအခြားကိစ္စတွေနဲ့စိတ်ညစ်စရာတွေနဲ့နေတဲ့လူတွေကလည်းအများကြီးဒါကြောင့်မို့ချမ်းသာဆိုတဲ့စကားလုံးဟာလူတိုင်းလဲကြိုက်တယ်နှစ်သက်တယ်မျက်နှိုးတယ်သို့တော်လူတိုင်းရလားဆိုမရကြဘူးလူတိုင်းမရနိုင်ကြဘူးတဲ့အဲ့ဒါကတစ်ခုနောက်တစ်ခုကဘာတော့ဆိုရင်ယတလို့ခေါ်တယ်ယတဆိုတာဘာပြောတာတော့ဆိုစီးစိမ်ဥစ္စာအချွေရံနဲ့ဂုံတရင်ကိုယတလို့ခေါ်တယ်ဟိုလောကရန်၈ပါးတဲ့ထက်မှာယတောအာယတောလို့ကြားဘူးကြလိုက်မယ်နော်အဲ့ဒီမှာအချမ်းရံသူကဆိုလိုတာစီးစိမ်ဥစ္စာရှိမှုဂုံတရင်ကြီးမှုဆိုတာလေခုခေတ်ဆိုရင်တော့နာမည်ကျော်ခြင်းတဲ့ပုဂ္ဂိုလ်တွေဆိုတာလဲဒါနာမည်မကျော်တဲ့ပုဂ္ဂိုလ်တွေနာမည်ကျော်သွားရင်ယတအချမ်းရံရှိတယ်မရှိဘူးဂုံတရင်ကြီးတယ်မကြီးဘူးဆိုတာတွေ ਨੇ လူတွေမှာကိုလိုရင်တဲ့ဆန္ဒပြည့်ချင်မှပြည့်တာလူတိုင်းကတော့စိတ်ဥစ္စာကြွယ်ဝချမ်းသာခြင်းနဲ့ဂုံတရင်လည်းကြီးခြင်းနဲ့လူသည်လည်းများခြင်းနဲ့ဆိုတာဒါလူတွေရဲ့လိုအပ်ချက်ပဲသို့တော့အဲ့ဒီဘဝအခြေအနေဟာလည်းပဲလူတိုင်းရလာတော့ဆိုမရဘူးရခဲတယ်လို့ပြောရမှာဖြစ်တယ်နောက်ဆုံးတစ်ခုကတော့မြတ်စွာဘုရားကဘာကိုရည်ညွှန်းလိုက်တော့ဆိုနောက်ဆုံးတစ်ခုကတော့သက်ခလို့ဆိုတဲ့ဘဝမှာချမ်းသာဒုက္ခအတိပြည့်ဝတဲ့နတ်ပြည်ဆိုတဲ့ချမ်းသာဒုက္ခကိုပြောတယ်သက်ခဆိုတာသက်ခဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်ဗမာလူကတော့နတ်ပြည်လို့ပဲဘာသာပြန်တယ်သက်ခရဲ့အဓိပ္ပာယ်နားလဲခြင်းလို့ရှိရင်သူကသူ့အခါလို့ပုတ်ဖြတ်ပြီးတော့သူ့ဆိုတာကောင်းတဲ့အခါကထိတ်တန်းအာယုန်နေဆိုလိုတာကမျက်စိနဲ့မြင်ရတာလည်းအကောင်းကြီးပဲနားနဲ့ကြားရတဲ့အသံတွေကလည်းအကောင်းကြီးပဲနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့တွေကလည်းအကောင်းကြီးပဲလျှာနဲ့လဲရတဲ့အရသာလည်းအကောင်းကြီးပဲခန္ဓာကိုယ်နဲ့ထိတွေ့ရတာလည်းအကောင်းကြီးပဲအဲ့ဒီအကောင်းကြီးပဲစိတ်ချမ်းသာစရာတွေနဲ့ဘဝမှာဆုံတွေ့နေရတဲ့အနေအထားမျိုးကိုတက်ကနတ်ပြည်လို့ပြောတာနတ်ပြည်ဆိုတာအမြဲတမ်းပျော်ရွှင်စရာတွေနဲ့စိတ်ညစ်စရာဆိုတာမရှိဘူးနော်နတ်ပြည်မှာအလုပ်ပြုတ်စရာမရှိဘူးနော်အလုပ်မလုပ်ရလို့ငွေကြေးမရဘူးဆိုတာလည်းမရှိဘူးသူကကုသကံအကျိုးပေးတာနဲ့နတ်တွေဟာချမ်းသာကြတယ်ထူးခြားတာဘာနဲ့တူလို့ဆိုလူကအသက်ကြီးလာလို့ရှိရင်အလှအပတွေယော့ပြီးတော့အိုမင်းပြီးတော့လာတယ်အိုမင်းရုပ်တွပြီးလှပမှုတွေကျဆင်းလာတယ်နတ်တွေကတော့အဲ့လိုမဟုတ်ဘူးအသက်ကြီးလေပိုလှလေတဲ့သူကနော်အသက်ကြီးရင်ပိုတကိုးကြီးလာတယ်အသက်ကြီးလေတကိုးကြီးလေအသက်ကြီးလေရုပ်ကပိုလှလာလေအဲ့လိုဆိုတယ်ဒါကြောင့်မို့နတ်ပြည်ဆိုတာဟာမျက်စိနဲ့မြင်ရရင်လည်းအကောင်းတွေကြီးအခုအကောင်းတွေကြီးမမြင်ရဘူးလေလူပြည်မှာဆိုတော့ကောင်းတာလည်းတွေ့တာမကောင်းတာလည်းတွေ့တာကြားရတဲ့အတန်တွေကလည်းအကောင်းကြီးပဲဒီလူပြည်ကြတော့ပဲအကောင်းတွေကြီးကြားမကောင်းတဲ့တွေကလည်းပြည့်နေတာနော်ကိုမကြိုက်တဲ့အတန်တွေကလည်းပြည့်တယ်ကြားနေရအနံ့ဆိုလဲနတ်ပြည်မှာမွေးကြိုက်တဲ့အနံ့လွယ်လို့တခြားအနံ့မရှိလူပြည်မှာတော့အမျိုးစုံနှာခေါင်းပိတ်ရတာတွေအများကြီးရှိတယ်လေရတဲ့အရာသာဆိုရင်လည်းနတ်ပြည်မှာကိုကြိုက်တဲ့အရာသာပြည့်ပြည့်ဝဝရှိတယ်အထီးတွေ့ဆိုလို့ရှိရင်လည်းမကြိုက်လို့စိတ်ဆင်းရဲစရာကောင်းတဲ့အထီးတွေ့မျိုးဆိုတာမရှိဘူးနတ်ပြည်မှာအကုန်လုံး
အလုံးမျက်စိနာနာလျှာကာယမှာဆက်သွယ်လာတဲ့အာယုမြမှန်သမျှတကယ်ကိုစိတ်ချမ်းသာရကောင်းပြီ comfortable ပေါ့နော်စိတ်ချမ်းသာစရာကောင်းပြီးတော့ခြေနှက်စရာကောင်းတယ်ဟာတွေနဲ့ပဲနေရတာဒါကြောင့်မို့လို့သက်ခဆိုတာနတ်ပြည်ကိုပြောတာနတ်တွေရဲ့ဘဝကိုဆိုလို့အဲ့တော့လူတွေဟာဘဝမှာပြန်ပြောလိုက်မယ်ဆိုရင်အသက်ရှင်မှုဆိုတဲ့အာယုရဲ့ဝဏ္ဏဆိုတဲ့အသားရည်ဆိုပြမှုရဲ့ဒုက္ခဆိုတဲ့ကိုချမ်းသာစိတ်ချမ်းသာရဲ့ယတဆိုတဲ့စီစဉ်ဥစ္စာကျွဲဝပြီးတော့လူတကာရဲ့ချီးမွမ်းမှုခံရတယ်ဂုဏ်သတင်းကြီးတယ်ဆိုတာရဲ့နောက်ဆုံးတည်တဲ့အခါနတ်ပြည်ဆိုတာရဲ့တော့ဒါတွေဟာလူတွေရဲ့ဘဝအခြေအနေတစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့ဒီဘဝအခြေအနေဟာလားအကုန်ပေါင်းစပ်လိုက်လို့ရှိရင်မြန်မာပြည်ကဘဝအခြေအနေပဲဖြစ်ဖြစ်စင်ကာပူကဘဝအခြေအနေပဲဖြစ်တခြားနိုင်ငံဘဝအခြေအနေပဲဖြစ်စီဒီဘဝအခြေအနေတွေဟာနာမည်သာမျိုးမျိုးကွဲခြင်းကွဲပြီမဲ့လို့ဒီထဲမှာအကုန်အကျုံးဝင်သွားတယ်နော်ဒီထဲမှာအကုန်ဝင်ဒီစကလုံး၅လုံးဟာအကုန်ပါသွားတယ်လို့ဆိုတော့ဒီထဲမှာပဲအကုန်လုံးတာမှုမြတ်စွာဘုရားကဒီ၅မျိုးကိုပဲဟောလိုက်တယ်နော်သက်ရှင်မှုသက်ရှင်နေဆိုတာဘယ်မှာပဲဖြစ်ဖြစ်သက်ရှင်တာပဲဒါမို့လို့ဘယ်နိုင်ငံပဲဖြစ်ဖြစ်နော် long life ဆိုတာဆူတောင်းကြတာပဲမဟုတ်လားသက်ရှိပါစေဆိုတာသူ့ဘာသာစကားနဲ့သူဆူတောင်းနေကြတာပဲ long life တော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်သက်ရှိခြင်းညာဘယ်နိုင်ငံသူပဲဖြစ်ဖြစ်အသားရည်ဆူပြေခြင်းနဲ့ကျမ်းမာခြင်းဘယ်နိုင်ငံသူဘယ်နိုင်ငံသားဖြစ်ဖြစ်ချမ်းသာခြင်းဘယ်သူပဲဖြစ်ဖြစ်နာမည်ကြီးခြင်းနဲ့ဂုဏ်သတင်းကြီးခြင်းနဲ့ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ရင်တရားကောင်းတဲ့သူဂတိကိုရောက်ချင်ကြတယ်ဆိုသက်ခဆိုတဲ့အခြေအနေတခုလိုလားကြတာကြီးပဲအဲ့ဒီ၅ချက်ကိုမြတ်စွာဘုရားကအနာရိတ္တိကိုဒီ၅ချက်ကိုဟောတယ်ဘာရွယ်ချက်နဲ့ဟောတာတော့လို့ဆိုစဉ်းစားကြည့်ရမှာဒီ၅ချက်ဟုတ်ပြီလူတွေကြိုက်တယ်သို့တော့လူတိုင်းရလားဆိုမရရဖို့လွယ်သလားဆိုမလွယ်ဘူးအဲ့တော့မလွယ်တော့လူတွေကဘာတွေလုပ်ကြတော့ဘာတွေလုပ်ကြလဲစဉ်းစားကြည့်ဦးအသက်ရှည်ဖို့အတွက်ဘာလုပ်ကြလဲဆိုဆူတောင်းကြတယ်အသက်ရှည်ဖို့အတွက်ဆူတောင်းကြတယ်အသက်ရှည်ခြင်းကြတယ်လူတိုင်းနဲ့အဲ့ဒီလိုအသက်ရှည်ပါစေအသက်ရှည်ပါစေနော်အသက်ရှည်ခြင်းနဲ့ဆိုတာလေးနဲ့ဒီအသက်ရှည်ရောလားအဲ့ဒီဘိုင်းကြတော့မစင်စားကြတော့ဘယ်သူပဲဖြစ်ဖြစ်ဘယ်နိုင်ငံသားဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်သက်ရှည်ဖို့ဆုတောင်းလို့ရတယ်လို့ထင်နေတယ်လို့ဆုတောင်းကြတာပဲဗျာကျန်တဲ့ဒီအသားရည်ဆိုပြေမှုတို့ချမ်းသာဒုက္ခတို့ခေါဏစီရင်ဥစ္စာကျွဲဝပြီးချီးမွမ်းခံရမှုဂုဏ်သတင်းကြီးမှုတို့တေကောသူရိပုံရောက်ဖို့ဆိုတာလေဒါတွေလည်းပဲဆုတောင်းဆုယူပြုကြတယ်တောင်းကြတယ်ဘုရားသခင်မာတော်မူပါဘုရားသခင်ရဲ့ကျေးဇူးကြောင့်ဆိုပြီးတော့ဘဝအခြေအနေကောင်းတွေကိုလူတိုင်းဟာဖြစ်ချင်ကြတယ်တောင်းတာအဲ့တော့မြတ်စွာဘုရားဒါနဲ့ပတ်သက်ပြီးတော့ဘာတတိပေးတုံဆိုတာခေါ်ချင်တဲ့အချက်ကတော့ဘာလို့ဆိုရင်အဲ့ဒီဘဝရာခဲတဲ့ဘဝအခြေအနေကောင်းတွေကိုတဲ့ဒီမြတ်စွာဘုရားဟောပုံကတော့နာအာယစနာဟေတုသက်ရှိပါရစေကျမ်းမာပြီးတော့သားရည်ဆိုပြီးပါရစေထာဝရချမ်းသာပါရစေဂုဏ်သတင်းကြီးပါရစေနာမည်ကြီးပါရစေကောသိလို့ရှိရင်နတ်ပြည်ရောက်ပါရစေတို့ဒီလိုဆုတောင်းယုံနဲ့တော့မရဘူးတဲ့မြတ်စွာဘုရားဟောတယ်ကလောကလူတွေကတော့ဆုတောင်းကြတယ်ဆုတောင်းယုံစိတ်ထဲကနေရည်စူးပြီးတော့တောင်းတနေယုံနဲ့ဒါတွေဟာမရနိုင်ဘူးတဲ့ဘာထောက်ပြတော့ဆိုမြတ်စွာဘုရားအကယ်၍ဆုတောင်းယုံစိတ်ထဲကလိုချင်ယုံနဲ့ရနိုင်မယ်ဆိုရင်ဘသူကဘသူတွေအောက်တန်းကြတာရှိမှာတော့တဲ့လူတွေဟာအလုံးဟာကိုယ်ဆန္ဒပြည့်နေကြမှာပေါ့ခုတော့ဆန္ဒမပြည့်ပဲနဲ့ဘဝတစ်ခုကဆုံးသက်သွားကြတယ်ကိုလိုချင်တာမရဘူးဆိုတာအများကြီးပဲသိ
သို့တော့တချို့လူတွေကကိုလိုချင်တာရတယ်လို့ထင်တာမရတာတွေအများကြီးပဲနော်သူ့သဘောဝတိုင်းသူဖြစ်သွားတာမရတာတွေကအများကြီးပဲကိုဖြစ်ချင်တာမဖြစ်တာတွေကအများကြီးအဲ့တော့မြတ်စွာဘုရားကဒီသုဒ္ဓမှာဒီရဘဝအခြေအနေခေါင်းနေရခဲ့တဲ့ဘဝအခြေအနေတွေကိုတဲ့ဆုတောင်းရုံနဲ့လည်းမရနိုင်ပါဘူးစိတ်ထဲကတောင်းတနေရုံနဲ့လည်းမရနိုင်ပါဘူးမရနိုင်ဘူးအကယ်၍ရနိုင်မယ်ဆိုရင်လူတိုင်းဟာအကောင်းကြိုက်လို့အကောင်းဆုတောင်းကြမှာကြီးပဲတဲ့ဘယ်သူနဲ့ဘယ်သူမှကွဲပြားခြားနားမှုရှိမှမဟုတ်ဘူးလို့ဒီလိုထောက်ပြပြီးမြတ်စွာဘုရားသွန်သင်ဆုံးမပေးတာတော့အေးဒါတွေကိုရချင်ရင်မင်းရစေနိုင်တဲ့အကြောင်းတရားကိုလုပ်ပါရစေနိုင်တဲ့လမ်းကြောင်းကိုရှောက်ပါလို့ဘုရားအဲ့လမ်းကြောင်းလေးဖော်ပေးတာအသက်ရှိခြင်းနဲ့ဆိုလို့ရှိရင်တဲ့အာယုတံဝတ္တနိကပฏิပဒါပฏิပစ္စည်းတပါအသက်ရှင်ခြင်းနဲ့ဆိုလို့ရှိရင်မင်းအသက်ရှင်မဲ့လမ်းကြောင်းတိုင်းသွားတဲ့အဲ့ဒါကိုကျင့်လို့ဆိုလို့တယ်သက်ရှင်နေတာကိုထိုင်ပြီးတော့အသက်ရှင်ပြရစီလို့ဆူတောင်းနေုံနဲ့မရဘူးသက်ရှင်ခြင်းနေုံနဲ့မရဘူးအသက်ရှင်တဲ့လမ်းကြောင်းကိုသွားပါသက်ရှင်စေနိုင်တဲ့လမ်းကြောင်းကိုသွားတဲ့အသက်ရှင်စေတတ်တဲ့အလုပ်မျိုးကိုလုပ်ပါတဲ့အဲ့တော့အဲ့ဒီနေရာမှာမြတ်စွာဘုရားကတော့ဒီလောက်ပဲဟောတယ်လောက်ပဲဟောတာကိုချက်ကားပြီးတော့နည်းနည်းကြည့်အောင်နောက်ဒီအာယုတံဝတ္တနိကပฏิပဒါပฏิပစ္စည်းတပါအသက်ရှိတဲ့လမ်းကြောင်းအတိုင်းသွားပါတဲ့အဲ့ဒါဆိုလို့ရှိရင်မင်းလူဘဝလူအသက်နတ်ဘဝနတ်အသက်ရှိမှုတွေကိုရပါလိမ့်မယ်တဲ့ဗျာသက်ရှင်စေတဲ့အကျင့်ကိုကျင့်ပါလို့ဆိုအဲ့ဒါကိုနှစ်ပိုင်းခွဲပြီးတော့မှတ်တဲ့မြတ်စွာဘုရားဟောလို့တာကတော့ဒါနသီလကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်မင်းလိုချင်တာရမယ်ဒါပြောတာနော်အသက်ရှိစေတဲ့အကြောင်းတရားဆိုတာအစစ်မှန်ကကုသိုလ်ကောင်းမှုပဲလောကမှာဘဝမှာအစဉ်ပြေသမျှအကျိုးတရားတွေဟာကုသိုလ်ကပဲပေးတာပဲအကုသိုလ်ကမပေးနိုင်ဘူးအကုသိုလ်မှန်သမျှဆိုးကျိုးကိုသာဖြစ်စေတယ်ကောင်းကျိုးကိုမဖြစ်စေဘူးကောင်းကျိုးရတာမှန်သမျှကုသိုလ်ရဲ့အကျိုးလို့ဒါကိုတော့တစ်ထစ်ချမှတ်တာဘာကြောင့်တစ်ထစ်ချမှတ်ရမှာလို့ဆိုဒါနိယမလို့ခေါ်တယ်မီးဆိုရင်ပူတယ်အေးတဲ့မီးဆိုတာကဘာမှမရှိဘူးမီးဆိုတာလောင်မဲ့ပူမဲ့ဒါမီးရဲ့သဘာဝပဲအဲ့ဒါလိုပဲအကုသိုလ်မှန်လို့ရှိရင်ဆိုးကျိုးပေးမယ်ကုသိုလ်မှန်ရင်ကောင်းကျိုးပေးမယ်အဲ့ဒီနေရာလေးမှာမျက်စိလက်တတ်တယ်ဟုတ်ပြီတချို့ကထင်လိမ့်မယ်လူတွေဟာဒုစရိုက်လုပ်ငန်းလုပ်ပြီးတော့ဥပမာဆိုတော့မွေးစေဝါတွေရောင်းတယ်တန်ခါပစုံတွေတတ်တယ်တိရစ္ဆာန်တွေတတ်ပြီးမွေးမြူလုပ်ပြီးရောင်းတယ်အဲ့ဒီလူတွေကြီးပွားနေတာခေါ်လို့ပြောလိုက်မယ်ဒုစရိုက်လုပ်ပြီးတော့ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိတယ်အဲ့ဒါတွေကိုအဲ့ဒီဒုစရိုက်အလုပ်ကြောင့်ကြီးပွားတယ်လို့သူတွေကဒီလိုပဲထင်ကြတယ်တကယ်ရတော့အဲ့ဒါလို့မဟုတ်ဘူးဒုစရိုက်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့သူအတိတ်ဘဝကကုသကံကဆက်ဆက်ပြီးတော့အကျိုးပေးနေလို့သူကကြီးပွားတာကုသကံရဲ့အကျိုးပဲတဲ့အခုလုပ်နေတဲ့ဒုစရိုက်အလုပ်ကအကျိုးမပေးသေးဘူးဆိုလိုတာပါတော့ဆိုဒုစရိုက်ကခုမှစိုက်ပျိုးတော့ရှိသေးတယ်မသိသေးဘူးလို့ဆိုလိုတယ်ဒါပေမဲ့လူတွေကထင်တော့ဒီဒုစရိုက်အလုပ်ကြောင့်သူကကြီးပွားတယ်လို့ထင်တာမဟုတ်ဘူးဒါစိုက်ပျိုးနေတဲ့အဆင့်ပဲရှိသေးတယ်သူကအသိမသိသေးဘူးသူသိလို့ရှိရင်တော့အစိတ်ပဲသိမှာပဲသူကအစိတ်သီးပဲသိမှာပဲအစိတ်ပင်ကအစိတ်သီးပဲသိမှာပဲအဲ့တော့ဒုစရိုက်လုပ်ငန်းကိုအကြောင်းပြုပြီးတော့အတိတ်ဘဝကသူကုသိုလ်ကောင်းမှုလုပ်ခဲ့တာလေးကအကျိုးပေးနေလို့ဘဝမှာအစဉ်ပြေပြီးချမ်းသာနေတာဒီလိုနားလည်ရမယ်အဲ့တော့လောကမှာဘဝမှာအစဉ်ပြေတဲ့အရာမှန်သမျှအကြောင်းတရားမှန်သမျှဟာဒါနသီလစတဲ့ကုသိုလ်ကောင်းမှုတွေပဲဆိုလိုတာကအလုံးဘုရားဘာသာဝင်သူတော်စင်တွေသိတယ်ကမ္မပဋ္ဌတရားကုသိုလ်ကမ္မပဋ္ဌတရား10ပါးဆိုတာနော်ကုသိုလ်ကမ္မပဋ္ဌတရား10ပါးဆိုတာသူများတဲ့တတ္ထရှောင်းတယ်သူများဥစ္စာမတရားယူတာရှောင်းတယ်သူတော်ဝါသမယစောကပြမှားတာရှောင်းတယ်ကာယကံနဲ့ပတ်သက်ပြီးရှောင်းခြင်းမှုဒီကုသိုလ်3ခု
လိမ်မပြောဘူးတယောက်နဲ့တယောက်မတည့်အောင်ဂုံးတိုက်စကားမပြောဘူးနော်ခုခေတ်တို့ချင်းမထည့်ဘူးပေါ့နော်ချွန်နေမမဘူးချင်းမထည့်ဘူးတယောက်တယောက်ချွန်တွန်းမလုပ်ဘူးဆိုတာပေါ့နောက်ဆဲတာရေးတာမလုပ်ဘူးအကျိုးမဲ့အလေးနဲ့တော့စကားတွေပြောပြီးအချိန်မဖြုံးဘူးဝစီကနဲ့ပတ်သက်ပြီးတော့အဲ့ဒါလေကုသိုလ်ပဲမနောကနဲ့ပတ်သက်တာကြတော့သူများပစ္စည်းကိုမတရားလိုချင်တဲ့လောဘမရှိဘူးသူတို့ဘာကိုဒေါသနဲ့ပျက်စီးဆုံးရှုံးစေလို့တဲ့စိတ်မရှိဘူးနောက်ကံကံရဲ့အကျိုးကိုလက်ခံတဲ့မှန်ကန်တဲ့အမြင်ရှိတယ်အဲ့ဒါတွေကဒီ10မျိုးကဒါမနောက3မျိုးအလုံးပေါင်းတော့10မျိုးအဲ့ဒီကုသိုလ်ကမ္မပဒတရားသည်အသက်ရှင်ခြင်းကိုဖြစ်ပေါ်စေနိုင်တယ်ပေါ့ဒါမလုပ်ဖ ೇನೆ လူဘဝမှာအသက်ရှိတယ်ဆိုတော့ဖြစ်နိုင်ဘူးတခြားအထောက်အကူဖြစ်တာမရှိဘူးလားဆိုရှိတယ်နော်အသက်ရှင်အောင်အသက်ရှိအောင်လုပ်တဲ့နည်းရဘာတွေတုံးဆိုရင်ဒီမတည့်တဲ့အစားအစာရှောင်တယ်တဲ့တဲ့အစားအစာကိုတစ်တော်ရုပ်စားတယ်ကျမရေးလိုက်စေရတယ်ဒါလည်းပဲသက်ရှင်ရင်အကြောင်းမဟုတ်ဘူးလားဆိုဟုတ်ပါတယ်အတိုင်းအတာတစ်ခုရဟုတ်တယ်သို့တော့ကံပေးသလောက်တော့မဟုတ်ဘူးတာမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်လူတွေရဲ့အသက်ကိုကြည့်နေအသက်ကြီးနေပြီပဲလို့အခုလောလောဆယ်နဲ့ပြောမယ်ဆိုရင်ကပတ်ကာယောဂဖြစ်နေတလောတော့အသက်100ကျော်ဖွားကြီးတယောက်ဟာကိုဗစ်-19ကုသခံရတယ်ဆေးရုံကနေဆင်းသွားပြီးပျောက်သွားတယ်ရှိတယ်အဲ့ဒါပြောလေနော်တချို့ကျတော့ငယ်ငယ်လေးရှိသေးတယ်ကိုယောဂနဲ့သိသွားတာတွေရှိတယ်အဲ့တော့ဒီပစ္စုပန်ဘဝမှာဆိုတာအခြေအနေကအတိတ်ကံပေါ်မှာမှီပြီးတော့နေကြတာဖြစ်တယ်ပေါ့အတိတ်ကံပေါ်မှာမှီနေပြီးတော့နေတာဖြစ်တယ်အဲ့တော့လူရဲ့အခြေအနေကောင်းတဲ့မကောင်းတဲ့ပုံမှာမိတည်မှုတွေရှိတယ်ဆိုတာအမတ္တမဆင်သိကြတယ်လေကိုဗစ်ဖြစ်လို့အသက်ကြီးတိုင်းသိတာလည်းမဟုတ်ဘူးအသက်ငယ်တိုင်းရှင်းတာလည်းမဟုတ်ဘူးယောဂအခန့်ရှိလို့သိတိုင်းလည်းသိတာမဟုတ်ဘူးယောဂအခန့်ရှိပဲမသိတယ်လို့ရှိတယ်ဗမာပြည်မှာဒီကိစ္စယောဂဖြစ်လို့ကုထရတဲ့တက္ကမကြီးတယောက်ဆိုတော့အသက်80လောက်80ကျော်ပဲကိုဗစ်ဖြစ်တယ်မသိဘူးကျန်းကျန်းမှာပြန်ဆင်းသွားတယ်ဆေးမှာယောဂအခန့်ရှိတိုင်းလည်းသိတာမဟုတ်ဘူးအဲ့တော့မတူဘူးဆိုတာတော့သတိထားမှာပေါ့နော်အခြေအနေတူနဲ့တူမတူအဲ့တော့အခြေအနေရဲ့အခြေခံအကြောင်းတစ်ခုရှိတယ်ဆိုတာဒါလက်ခံလူဘဝရောက်လာပြီးတော့အခြေခံအကြောင်းအသက်ရှင်ဖို့အတွက်အခြေခံအကြောင်းတွေရှိတယ်အဲ့ဒီအခြေခံအကြောင်းတွေအပါတွေတုံးဆိုလို့ရှိရင်ဒါနသီလစတဲ့ကုသိုလ်ကောင်းမှုတွေပဲဒါကြောင့်မို့မြတ်စွာဘုရားကအသက်ရှည်ခြင်းနဲ့ဆိုရင်အသက်ရှည်ခြင်းအကြောင်းဖြစ်တဲ့အလုပ်ကိုလုပ်ပါဆူတောင်းမနေနဲ့အသက်ရှင်တဲ့လုပ်ငန်းကိုလုပ်ပါတိုက်ရိုက်ပြောရမယ်ဆိုလို့ရှိရင်သူများအသက်တတ်ခြင်းမှာရှောင်မှာအသက်ရှင်နိုင်တယ်ဒါသိကြပါဦးနော်ခဏခေတ်မှာစဉ်းစားကြည့်လိုက်တရားဝါတွေကိုမွေးမြူပြီးတော့တတ်ဖြတ်နေတာတွေကအတော်ရဲစက်လွန်အကြည့်တယ်နော်ရက်ဆက်လုံးအကြည့်တယ်ဒါကြောင့်မို့လို့တက်တန်းတွေတိုးလာတယ်ဆိုတာအဲ့ဒါပဲကိုမလုပ်ပေမဲ့လို့လှုပ်တဲ့လူတွေအပိုင်းကိုကြည့်ကြည့်လိုက်အတော်ကိုရက်ဆက်တဲ့လူတွေအတော်ရက်ဆက်တယ်ဆိုတာသိတာတရိစ္ဆာန်တွေကိုတတ်တဲ့နေရာမှာရက်ဆက်တယ်ဒီပြောမယ်ဆိုလို့ရှိရင်ကဏန်းဆိုတဲ့အကောင်တွေကသေပြီးမှမဝယ်ကြတော့အရှင်လန်းလန်းဝယ်ကြတယ်ပြီးရင်ဒီကောင်းတွေကိုအရှင်လက်လက်ထဲအိုရဲထဲကြော်ပြီးစားကြတယ်အဲ့ဒါဘယ်သူတွေတော့လူတွေပဲလေအမှန်တမ်းရက်ဆက်တာတွေရှိတယ်လူတွေလှုပ်တာတွေလေဒါဥပမာတစ်ခုပြောပြတာဒီတဲ့ရက်ဆက်တာတွေရှိသေးတယ်နော်အဲ့တော့အဲ့တဲ့ကိုမပါဘဲနဲ့ပါဏာတိပတ္တအလုပ်ကိုလုံးဝရှောင်တဲ့ပုဂ္ဂိုလ်ဟာအသက်ရှင်မှာအဲ့လုံးဝမရှောင်တဲ့ပုဂ္ဂိုလ်ကဘလို့ပုဂ္ဂိုလ်တွေလူ့ဘဝရလာရင်တချို့ဆိုလို့ရှိရင်မိခင်ရဲ့ဝမ်းထဲမှာတရေတီးတယ်ဆိုတာတန်ပေါင်းများစွာတစ်ပိုင်နဲ့တရေသားလောင်းတွေအများကြီးဖြစ်လာတယ်
အဲ့ထဲမှာတန်မောင်များစွာတဲ့ကတဦးပဲတခါတလေကံကောင်းနှစ်ဦးပေါ့နှစ်ဘွားဘူးမေးတာတော့သုံးဘွားဘူးမေးတာတွေရှိပါစေအဲ့ဒါလောက်ပဲအသက်ရှင်တယ်မိခင်ကတော့မသိလိုက်ပဲနဲ့တရေတီပြီးပြီးချင်းသိသွားတဲ့တတ္တဝါတွေအများကြီးဒီပြမကြည့်နဲ့ငါဥတွေပါတွေစားဘူးတယ်မဟုတ်လားငါးဘွားတော့မရောက်ဘူးဥဘွားတွေသိသွားတယ်ကျက်ဥတွေစားတယ်နော်ဥဘွားနဲ့ပဲကျက်တွေသိသွားတယ်အများကြီးပဲလေအဲ့ဒါတွေကအကြောင်းမဲ့မဟုတ်ဘူးပါဠိပဒကကျူးလွန်လာတဲ့ပုဂ္ဂိုလ်တွေကဒီဘဝတစ်ခုတော့မရလိုက်ရလိုက်တဲ့ဆိုုံလေးတွေဖြစ်ပြီးတော့သိဆုံးသွားကြတာအဲ့လိုဘဝတွေဘလောက်များတယ်ဆိုတာစဉ်းစားကြည့်နော်ဘလောက်များမယ်ဆိုတာစဉ်းစားကြည့်လူတွေထဲမှာလည်းမိခင်ဝမ်းထဲမှာသတိတင်တဲ့ထဲကတန်မောင်များစွာသတိတီတဲ့ကနေတယောက်ပဲသက်ရှင်ပြီးလူဖြစ်လာတာအဲ့ထဲမှာလည်းပဲပါဏာတိပါဒကျွလွန်ခဲ့တဲ့ပုဂ္ဂိုလ်ငယ်ငယ်လေးနဲ့တည်သွားတယ်တချို့ကဗိုက်ထဲနဲ့တည်သွားတယ်မွေးလာပြီးတော့တည်တယ်မွေးလာပြီးတော့အသက်မကြီးခင်တည်သွားတယ်ဟောအသက်ကြီးသည့်ထိအောင်ဘဝမှာရှင်သန်သွားတယ်ဆိုတာမတ္တမရှားတယ်ပေါ့ကြည့်မယ်ဆိုလို့ရှိရင်အဲ့တော့အဲ့ဒီလိုဘာကြောင့်ဖြစ်ရလဲဆိုရင်အဓိကကတော့ကိုလို့တဲ့ကံတရားတွေကနေဆုံးဖြတ်ပြီးသွားတယ်ဒါလုံးဝအဲ့ဒီနေရာမှာသွားပြီးတော့ဘုရားသခင်ရဲ့အလိုတော်ကြားလို့တော့ပြောလို့မရဘူးဘုရားသခင်ဆိုတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လူတိုင်းကိုအသက်ရှိစေခြင်းမှာပဲလူတိုင်းကိုအသက်မရှိစေခြင်းနဲ့ဘုရားမြင့်မြတ်တဲ့ဘုရားမဟုတ်နိုင်ဘူးနော်အလုံးကိုအသက်ရှင်စေခြင်းမှာပဲရှင်စေခြင်းအတဲ့နဲ့တချို့ကျတော့အသက်တူတယ်တချို့တော့ဒါဘုရားသခင်ကလုပ်တာမဖြစ်နိုင်ကိုလုံးတဲ့ကံတရားပဲဒါကြောင့်မို့လို့ဒီအရေကမြတ်စွာဘုရားကအသက်ရှင်နဲ့အသက်ရှိခြင်းလို့ရှိရင်အသက်ရှိခြင်းရဲ့အကြောင်းတရားကိုလုပ်ပါတဲ့ထို့တူပဲအသားရည်ဆိုပြေခြင်းလို့ရှိရင်အသားရည်ဆိုပြေခြင်းရဲ့အကြောင်းတရားကိုလုပ်ပါနော်ချမ်းသာဒုက္ခရခြင်းချမ်းသာဒုက္ခရခြင်းအကြောင်းကိုပဲလုပ်ပါဆုတောင်းမနေနဲ့ဆုတောင်းယုံနဲ့တော့မရဘူးတဲ့ဒါတွေနောက်ခုံတရင်ကြီးမားတယ်စီးပွားဥစ္စာဟိုချမ်းသာကြွယ်ဝတယ်ဆိုတာလေချမ်းသာကြွယ်ဝခြင်းအကြောင်းတရားတွေကိုလုပ်ပါလို့ဘာကြောင့်လဲဆိုချမ်းသာတာဆိုတာကလောကလူတွေဟာဟိုဒါနရဲ့ကောင်းမှုရဲ့အကျိုးရှိမရှိဘူးတစ်ခုလေးပဲစဉ်းစားလူဘဝမှာလူလာဖြစ်တဲ့အခါမှာတချို့ကစားစရာတောက်စရာမရှိတဲ့ဆင်းရဲတဲ့အိမ်တော့မွေးတယ်တချို့ကတထေးအိမ်မွေးတယ်အဲ့ဒီနှစ်ဦးကဘာကြောင့်ဒီလိုဖြစ်ရလဲဘယ်သူကပို့လိုက်တာတော့နော်သူကိုယ်တိုင်ရွေးချယ်တာတော့မဖြစ်နိုင်ဘူးသူကိုယ်တိုင်ရွေးချယ်လာတဲ့ဆိုရင်လူတိုင်းဟာဟုတ်လားတဲတဲ့ဝင်မှာမဟုတ်ဘူးတိုက်ဖို့ကြီးပဲတက်ကြမှာပဲချမ်းသာတဲ့အိမ်သွားကြညမှာပဲလေတဘာဝအဲ့တော့ကံတရားပို့လိုက်တယ်ဆိုတာထင်ရှားတယ်ကိုလုံးချမ်းသာတယ်လို့ပြောရလောက်အောင်လေဘာမှမလုပ်ရသေးခင်ကလေးကချမ်းသာတဲ့မိသားစုကရောက်သွားတယ်အဲ့ဒါဘယ်သူကလုပ်ပေးတာတော့လို့ဆိုရင်ကိုလုံးခဲ့တဲ့ဒါနကောင်းမှုတွေပဲလို့ဒီအကြောင်းပဲရှိတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာခြင်းအကြောင်းဖြစ်တဲ့ဘဝမှာစီးပွားဥစ္စာတိုးတက်တယ်ဒီပစ္စည်းဥစ္စာနဲ့ပြည့်စုံတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒါနကောင်းမှုရှိလာလို့ရှိရင်သူ့အတွက်ဘဝမှာအလုံးဟာအစဉ်သင်းဖြစ်နေတာဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မှာအစဉ်သင်းဖြစ်နေတယ်အဲ့တော့ဒါနကောင်းမှုပဲလုပ်ပါဒီလိုဆိုလို့တယ်နော်ဆုတောင်းနေုံနဲ့တော့မရနိုင်ဘူးဂုဏ်သတင်းကြီးတယ်ဆိုတာလေသူများကုံကိုမချိုးနိုင်တဲ့ပုဂ္ဂိုလ်တွေသူတို့အားကိုအပြစ်မပြောတဲ့ပုဂ္ဂိုလ်တွေခုခေတ်မှာဆိုလို့ရှိရင်အပြစ်ပြောတာတွေကတော်တော်များတယ် hate speech တွေပါတယ်နဲ့နော်လူမမြင်ရတော့ Facebook ထဲကနေရေးကြတယ်လေဟိုရေးဒီရေးအလေးနဲ့တော့ဆဲလို့ဆဲအဲ့ဒါတွေကလည်းတကယ်တော့ခုခေတ်ပိုများလာတယ်ပိုများလာတာဟာသူတို့အတွက်တောင်းတစ်ခေတ်မှာဆိုရင်ဆိုးကျိုးရဖို့အများကြီးဖြစ်လာနိုင်တယ်ပေါ့ဒါတွေကသူတို့ရဲ့စိတ်နေစိတ်ထားမကောင်းဘူးဆိုတော့အဲ့ဒီမကောင်းတဲ့စိတ်နေစိတ်ထားရဲ့ reaction ရသူတို့ဟာဒီပုံစံပြဖြစ်ခံရမှာ
ဂုံသတင်းကြွယ်ဝတဲ့ပုဂ္ဂိုလ်မဖြစ်နိုင်တော့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီဘဝအခြေအနေတွေရခြင်းလို့ရှိရင်ဆုတောင်းမနေနဲ့စိတ်ထဲကရခြင်းနဲ့စိတ်လေးနဲ့မထားနဲ့အသက်ရှိခြင်းအသက်ရှင်ခြင်းရှင်ကြောင်းအကြောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုလုပ်ပါအစင်းလှပပြီးအသားရည်ဆူပြခြင်းအကြောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုလုပ်ပါချမ်းသာခြင်းအကြောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုလုပ်ပါခုံတရင်ကြီးခြင်းနဲ့စီးပွားဥစ္စာတိုးတက်ခြင်းနဲ့အချမ်းရများခြင်းနဲ့ဆိုရင်ခုံတရင်ကြီးဖို့စီးပွားဥစ္စာတိုးတက်ဖို့ဆိုတဲ့အကြောင်းတရားတွေဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ပါနောက်ဆုံးနိုင်ရသုဂတိရောက်ခြင်းနဲ့ဆိုလို့ရှိရင်လေနိုင်ရသုဂတိရောက်စေနိုင်တဲ့ကုသိုလ်တရားကိုလုပ်ပါလို့အချုပ်ကတော့အနာရမီတထေးကြီးကိုအချုပ်ခေါ်လိုက်တာတော့မြတ်စွာဘုရားဒီဘာလုပ်ပါလို့တတ်မဟောဘဲနဲ့အသက်ကိုရှိစေတတ်တဲ့တရားအကျင့်လမ်းကြောင်းချမ်းသာဒုက္ခရစေတဲ့လမ်းကြောင်းအသားရည်ဆူပြစေတဲ့လမ်းကြောင်းနော်အချမ်းရဂုဏ်သတင်းကြီးမားတဲ့လမ်းကြောင်းနတ်ပြည်ရောက်စေနိုင်တဲ့လမ်းကြောင်းအဲ့ဒီလမ်းကြောင်းပဲလမ်းကြောင်းတိုင်းလျှောက်ပါလို့မြတ်စွာဘုရားဒီလိုဟောတာဒီသုတ္တမှာအဲ့ဒီလမ်းကြောင်းတိုင်းသူ့ဟာသူကျင့်စဉ်နေရှိတယ်အဲ့ဒါလှုပ်ခြင်းအပြင်အခုပြောတဲ့ရခဲ့တဲ့ဘဝအခြေအနေတွေကိုရရှိကြမှာဖြစ်ပါတယ်ဒါမြတ်စွာဘုရားကလမ်းမှန်တစ်ခုလုပ်ပြလောကလူတွေရောဒီလမ်းကြောင်းလျှောက်သလားဆိုအနည်းငယ်လောက်ပဲလျှောက်တယ်ဖျားစီကအဆုံးမရတယ်အများစုကဘာဖြစ်ဆုတောင်းနေကြတာများတယ်လေဒီဘက်တော့လှည့်မကြည့်ဘူးသူများတဲ့တက်ပြီးတက်မွေးတဲ့လူကလည်းပဲအသက်ရှင်ဖို့ဆုတောင်းနေတယ်ဒါပေမဲ့သူလုံးနေတဲ့လုံးတွေကအသက်ရှင်ဖို့လုံးမဟုတ်ဘူးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုနဲ့လွတ်ကင်းပြီးတော့နေကြတယ်ဒါကြောင့်မို့မြတ်စွာဘုရားဒီသုတ္တမှာနောက်ပိုင်းမှာဂါထာပဏ္ဏနဲ့ခဗျာလို့ဟာမျိုးနဲ့ဟောထားတာလေအဲ့ဒါလေးကြည့်မယ်ဆိုလို့ရှိရင်အာယုံဝဏ္ဏယတံဂိတ်တိသက်ခံဥစ္စာကုလိနာတံလောကမှာလူတွေလူချင်းတဲ့အရာကိုဒီထဲမှာတော့6မျိုးထည့်ဟောလိုက်တယ်မြတ်စွာဘုရားအသက်ရှင်မှုတဲ့ဝဏ္ဏဆိုတာအသားရည်စုပြမှုတဲ့ယတဆိုတာပစ္စည်းဥစ္စာပေါ်မှုအချမ်းရံဂုဏ်သတင်းကြွယ်မှုဂိတ်တိချီးမွမ်းခံရမှုသက်ခနတ်ပြည်ရောက်မှုနဲ့ဥစ္စာကုလိနာလူဖြစ်တဲ့အခါမှာလည်းအမျိုးမြတ်မှာဖြစ်ဖို့ဒါအိန္ဒိယနိုင်ငံမှာကျတော့သိထင်ရှားတယ်ဗမာပြည်လူကျတော့သိမထင်ရှားဘူးဇက်ခွဲခြားတဲ့အိန္ဒိယနိုင်ငံမှာအမျိုးရုပ်ဘဝအောက်တန်းစားအမျိုးအောက်ကစတေမှာသွားဖြစ်လို့ရှိရင်သိဒုက္ခရောက်တယ်နော်ဇက်မြင့်ဇက်နေဆိုတာထဲမှာဥစ္စာကုလိနာဆိုတာဇက်မြင့်နဲ့ဖြစ်ဖို့မေတ္တာမအရေးကြီးတယ်အိန္ဒိယမှာဟောတဲ့တရားဆိုတာဒီတရားကဒါဇက်မြင့်ဖြစ်မှသူကလူခွင့်ရေးအပြည့်အဝရတယ်အဲ့တော့အဲ့ဒီလူရတိယောပဋ္ဌိအနေနဥလာရအပရာပရာဒီလိုနှစ်သက်ဖွယ်မျက်နှိုးဖွယ်ဖြစ်တဲ့အခြေအနေကောင်းတွေကိုရကျင်တဲ့ဆိုရင်ဘာလုပ်ရမလဲဆိုကုသိုလ်ကောင်းမှုပေါ်မှာမမေ့တဲ့အပမရတရားဟာအကောင်းဆုံးပဲလို့ပညာရှိတွေကထောက်ပြကြတယ်မင်းအသက်ရှင်ခြင်းသလားရှင်ရင်ကုသိုလ်မမေ့နဲ့ကုသိုလ်လုပ်ဖြစ်အောင်လုပ်အသားရည်ဆိုပြခြင်းကုသိုလ်လုပ်ဖြစ်အောင်လုပ်နော်ဂုဏ်သတင်းကြည်ခြင်းချမ်းသာခြင်းကုသိုလ်လုပ်ဖြစ်အောင်လုပ်စီးပွားဥစ္စာတိုးတက်ခြင်းနဲ့ဂုဏ်သတင်းကြည်ခြင်းနဲ့ကုသိုလ်လုပ်ဖြစ်အောင်လုပ်ကောင်းသူဒီဘုံရောက်ခြင်းနဲ့ဆိုရင်ကုသိုလ်လုပ်ဖြစ်အောင်လုပ်အဲ့ဒီကုသိုလ်လုပ်ဖို့မမေ့တဲ့အပမရတရားကိုပညာရှင်တွေကဒီဟာကအကောင်းဆုံးပဲမမေ့တဲ့တတိနဲ့ကိုယ်ဘဝမှာအာယုံစိုက်ပြီးတော့လုပ်ပါလို့ဘာကြောင့်လို့ဆိုလို့ရှင်ဒီမမေ့မလျော့နဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာရနိုင်တဲ့ကောင်းကျိုးချမ်းသာနောက်ဘဝမှာရနိုင်တဲ့ကောင်းကျိုးချမ်းသာကောင်းကျိုးချမ်းသာဆိုတာ2မျိုးရှိတယ်လူဆိုတာဒီတဘဝတစ်ခုတည်းနဲ့ပြီးတာမဟုတ်နောက်ဘဝမယုံကြည်တဲ့ဘာသာတရားတွေကထားလိုက်နောက်ဘဝယုံကြည်တဲ့ဘာသာတရားတွေနောက်ဘဝရှိတယ်ဆိုရင်နောက်ဘဝအတွက်လည်းစဉ်းစားရမယ်နော်စဉ်းစားရမှာဆိုတော့ဒီဘဝလည်းကောင်းကျိုးရမယ်နောက်ဘဝလည်းရမယ်ဆိုတဲ့တရားကတော့ကောင်းကျိုးရစေနိုင်တာဆိုတာတော့ကုသိုလ်တရားအဲ့ဒီကုသိုလ်တရားကိုလှုပ်ဖြစ်ဖို့တွန်းအားပေးတာဘယ်သူလို့ဆိုရင်အပမာဒဆိုတဲ့တတိတရားပဲ
တတိရှိဖို့ပဲအရေးကြီးတယ်ကိုယ့်ကိုယ်တော့မမေ့ဘူးလို့ထင်နေလိမ့်မယ်နော်တခုလေ့ကျင့်ကြည့်အဲ့ရအထထားခြင်းဘုရားရှိခိုးဖြစ်သလားနေ့စဉ်လှုပ်ကြည့်နော်ထွင်းစားနေတဲ့အချိန်မှာမေတ္တာပို့ဖြစ်သလားကုသိုလ်ကောင်းမှုတစ်ခုကိုသတ်မှတ်ပြီးတော့လှုပ်ကြည့်မေ့သလားမမေ့ဘူးလားဆိုတာအဖြေထွက်လာလိမ့်မယ်နော်အဲ့ဒီလိုမမေ့ဖို့ကုသိုလ်ကောင်းမှုလုပ်ဖြစ်ဖို့အပမရတရားဟာအရေးကြီးဆုံးဖြစ်တယ်အဲ့ဒီအပမရတရားနဲ့သက်ဆိုင်ရာကုသိုလ်တရားတွေကိုကြိုးစားအထောက်အမှာဖြစ်တယ်လို့မြတ်စွာဘုရားကအနာရဝိန်တထေးကြီးကိုဒီအိဋ္ဌသုတ်တံကိုဟောကြားလိုက်တာဖြစ်တယ်ဒီအိဋ္ဌသုတ်တံမှာအဓိကအချက်ကတော့ဒီရခဲ့တဲ့ဘဝအခြေအနေ၅မျိုးရယ်မရနိုင်တဲ့အကြောင်းနဲ့ရနိုင်တဲ့အကြောင်းရယ်မရနိုင်တဲ့အကြောင်းကတော့ဆူတောင်းရုံနဲ့မရနိုင်ဘူးနော်တောင်းတနေုံနဲ့မရနိုင်ဘူးရနိုင်တဲ့အကြောင်းကတော့ရစေတတ်တဲ့အကြောင်းတရားဖြစ်တဲ့ကုသိုလ်ကောင်းမှုလုပ်ပါဒါဒီဟာအနှစ်ချုပ်ပါပဲเนาะအဲ့ဒါလမ်းမှန်ပဲအဲ့တော့မိမိတို့ရရှိလာတဲ့ဘဝမှာလူတိုင်းနှစ်သက်မြတ်တို့တဲ့ဘဝအခြေအနေတွေကောင်းတွေကိုရဖို့အတွက်တို့တွေဟာမမေ့သောတတိတရားဖြင့်ကုသိုလ်တရားကိုကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးထားပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းဓမ္မပူဇာအလှူတော်ဝေများဆက်ကတူတန်းခြင်းအစီအစဉ်ဖြစ်ပါတယ်ခင်ဗျာနှစ်ဖက်သောမိဘများအမှုထား၍စင်ကာပူနိုင်ငံနေကိုထွန်းနိုင်ကိုမဆန်းယူဝေမိသားစု၏ဝိသေအထိမ်းအမှတ်ဖြစ်၎င်းမန္တလေးနည်းပညာတက္ကသိုလ်တတိယအကြိမ်ရုပ်ပြအင်ဂျင်နီယာမဟာဘွဲ့ဘွဲ့ရကျောင်းသားကျောင်းသူဖွဲ့တို့မှ၎င်းစီဒီလူတန်းပူဇော်ကြပါလိမ့်ဗျာပဏ္ဏကြီးစီစဉ်ရဒီလာကုန်တပါးလေးကိုပညာကုန်တို့နှင့်ပြည့်စုံတော်မူပါသောကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးခင်ဗျာလူတန်းမှုများကိုဒီဆက်သုံးရှာအမျှဝေပေးပါရန်ဘုရားတပည့်တော်ခြေတော်ဆုံးဥခိုက်၍ယူသည်လေးမြတ်စွာရှောင်နာအပ်ပါမည်ဗျာအာယုပြုထားကြပါနော်အရှင်ဘုရားတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရှားရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရည်တန်ကြလျက်ဓမ္မသဘင်ဆင်ကျင့်ပပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပေးလှူကြပါကုန်၏တရားတော်မြတ်ကိုတတ္တဝဝုထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏မွေးနေ့အမှတ်တရယနေ့အခါသမယဝယ်ပြုလုပ်ရသောဤကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤ
ဤကောင်းမှုဤဖို့ဘာကကိုအမိအဖအဖိုးဖွားဆရာသမားမှစပြီးကဘာသူကဘာသားလူနတ်ပြမှာတတ္တဝအများတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏အလုံးတတ္တဝတို့သည်ကုသိုလ်အမြတ်ကိုစီရကြကုန်သည်ဖြစ်ပြီးကိုစိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအလုံးသာဓုအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမြရှုတော်မူကြပါကုန်လောသာဓုသာဓုသာဓုစီစဉ်နံပါတ်900ဘုရားသာသနာစီရန်တိတ်တု3ချိန်ရွတ်ဆိုဆုတောင်း၍ဤလကုံသမာဓိကုံပညာကုံတို့နှင့်ပြည့်စုံတော်မူပါသောကျေးဇူးတော်ရှင်ပါမောက္ခတုဆရာတော်ဘုရားကြီးအွန်လိုင်းအထူးဓမ္မသဘင်ခန္ဓာကိုအောင်မြင်စွာကြီးမြောက်ကြပါစို့ဗျာဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုသာဓုသာဓုသာဓု